စိတ်ကြည်လင်ဖို့ရအတွက်အခြေခံတွေလုပ်ဖို့လိုအပ်တယ်။ဘာတွေလုပ်ရအဲ့ဒီအခြေခံတွေဆိုတာကိုမှတ်ထားဖို့လိုအပ်တယ်ပေါ့။နံပါတ်1စိတ်ကြည်လင်ဖို့ကြိုးစားမယ်ဆိုလို့ရှိရင်ဟိရိဥတ္တပဆိုတဲ့တရားကိုရှင်းဆိုတည်ဆောက်ကိုယ့်ရဲ့စိတ်ထဲနှလုံးထဲမှာဟိရိနဲ့ဥတ္တပဟိရိဆိုတာမဟုတ်တာလောက်ရမှာရှက်တယ်အဲ့ဒါပြောတာနော်ရှက်တယ်ဆိုတာလူတွေမှာလူကြတဲ့စကားပြောရမှာရှက်တာတို့ဘိုးသွားရှက်ဒါမျိုးတွေပြောတာမဟုတ်ဘူးမဟုတ်တာလောက်ရမှာရှက်တယ်မဟုတ်တာပြောရမှာရှက်တယ်အကုသိုလ်ဒုစရိုက်တွေနဲ့ပတ်သက်ပြီးတော့ကိုယ်တဏ္ဍာမှာဖြစ်လာမှာရှက်တယ်ယွန်းတယ်အကုသိုလ်မှလည်းမုန်းတီးတယ်ဟောအဲ့ဒါကိုဟိရိလို့ခေါ်တာနော်အကုသိုလ်ကိုရှက်ဖို့လို့မရှက်ဘူးဆိုလို့ရှိရင်လုံနေတဲ့ပုဂ္ဂိုလ်အကုသိုလ်လုပ်ပြီးဆိုလို့ရှိရင်ဒါမရှက်လို့လုပ်တာလို့ပဲပြောအောင်လူတွေကအဲ့ဒါကိုအဲ့ဒါလောက်ထိအောင်မသိကြတော့လူကြားထဲမှာဟိုဟာဒီဟာလုပ်ရင်အရှက်မရှိလိုက်တာနဲ့ပြောကြတယ်နော်တကယ်ကအရှက်မရှိဘူးဆိုတာကာဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ကောသနာမှာဖြစ်ခွင့်ပေးထားရင်အရှက်မရှိဘူးလို့ပဲပြောအောင်ပါပဲအရှက်မရှိဘူးရဲ့အဓိပ္ပာယ်ကိုပြည့်ပြည့်ဝဝနားမလည်တဲ့အခါကျတော့အရာထဲမှာအရှက်မရှိဘူးဆိုတာမလုံးမချုံဝဋ္ဌာကိုအရှက်မရှိဘူးလို့ပြောခြင်းပြောမယ်လူကြားထဲမှာဟိုလမ်းပေါ်မှာထွက်ပြီးတော့ရံဖြစ်ရဲတာတို့အရာထဲမှာမြင်မကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာကြားမကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာအဲ့ဒါမျိုးကြတော့အရှက်မရှိဘူးလို့ပြောကြတာအရှက်မရှိဘူးရဲ့အဓိပ္ပာယ်ကိုယ်တဏ္ဍာမှာအကုသိုလ်တွေဖြစ်ခံနေတဲ့ပုဂ္ဂိုလ်တိုင်းဟာအရှက်မရှိဘူးလို့ပဲပြောအောင်ဘာကိုမရှက်တာတော့ဆိုအကုသိုလ်ကိုမရှက်တာလေအခုကလူတော့ရှက်ချင်ရှက်မှာပေါ့အကုသိုလ်ကိုမရှက်တာအဲ့တော့လူရှက်တာကတစ်မျိုးအကုသိုလ်ရှက်တာကတစ်မျိုးအဲ့ဒီနှစ်ခုကိုယ်ပြပြသိဖို့လိုတယ်အကုသိုလ်ကိုရှက်ဖို့လိုတယ်အကုသိုလ်ကိုရှက်တာကိုဆက်ဆုပ်တာကိုဟိရိလို့ခေါ်တယ်ဥတ္တပဆိုတာကြတော့အကုသိုလ်နဲ့ပတ်သက်ပြီးတော့လန့်နေကြောက်တယ်လန့်နေကြောက်တယ်ဆိုတာအကုသိုလ်မိမိတဏ္ဍာမှာဖြစ်လာမှာကြောက်တယ်အကုသိုလ်မိမိတဏ္ဍာမှာဖြစ်ပေါ်လာလို့ရှိရင်ခံရမယ့်အကျိုးဆက်တွေကိုလည်းကြောက်တယ်ဟောအဲ့ဒါကိုစာပေကျမ်းဂန်တွေမှာထင်ရှားဥပမာတစ်ခုပြောထားတယ်တန်တုံးကြီးတရုံဆိုပါစို့တစ်ဖက်ကမိဖုတ်ထားလို့ရဲနေဟိုတစ်ဖက်ကမစင်အညစ်အကြေးတွေလူးနေတယ်မစင်ညစ်အကြေးတွေလူးတဲ့ဘက်ကိုလည်းမကင်ဘူးဘာဖြစ်လို့လဲယွန်လို့မိထိထားလို့မိပူနေလို့ရဲနေတဲ့ဘက်ကိုလည်းမကင်ရဲဘူးဘာလို့ပူမှကြောက်လို့လောင်မှကြောက်လို့အမကင်နာချင်းတော့တူတူပဲပေါ့အကုသိုလ်နဲ့ပတ်သက်ပြီးတော့ယွန်လို့မလှုပ်ထားရဲ့ကြောက်လို့မလှုပ်ထားရဲ့မလှုပ်ထားခြင်းတူတူပဲပေါ့ဟုတ်ကဲ့လားရည်ချက်ကယွန်လို့မလှုပ်ထားတာတစ်ခုကြောက်လို့မလှုပ်ထားတာတစ်ခုအဲ့ဒီနှစ်ခုကိုမိမိရဲ့နှလုံးသားထဲမှာရှေးဥစွာတည်ဆောက်ရမယ်တဲ့လောကမှာရှိတဲ့ကိုချင်းသီလတွေဟာဟိရိဥတ္တပမရှိဘဲနဲ့ကိုချင်းသီလတွေဟာမပြည့်စုံနိုင်ဒါကြောင့်မို့လို့သီလတွေရဲ့အနိကဆုံးအကြောင်းတရားဆိုတာဟိရိဥတ္တပပဋ္ဌာနာနဲ့ဟိရိဥတ္တပဟာသီလရဲ့အနိကအကြောင်းတရားလို့ဆိုလို့အကုသိုလ်လုံးဝမရှက်တော့ဘူးအကုသိုလ်ကိုမကြောက်တော့ဘူးဆိုလို့ရှိရင်ဘယ်လိုမှသီလမလုံဘူးအဲ့ပုဂ္ဂိုလ်ဟာနော်သီလမလုံဘူးဟိရိဥတ္တပဖြစ်လာပြီဆိုလို့ရှိရင်သီလလုံလာတယ်သီလရှိလာတဲ့သီလဟာလည်းခိုင်မြဲလာဒါကြောင့်မို့လို့ရှေးဥစွာကိုယ်တဏ္ဍာမှာအခြေခံအားဖြင့်စိတ်ကိုဖြူစင်ဖို့ရအတွက်ဟိရိဥတ္တပကိုအရင်တည်ဆောက်ပါလို့ပြောတာအဲ့တုတ္တဟိရိဥတ္တပမှာအရင်မတည်ဆောက်ဘဲနဲ့တရားတွေသွားအထုတ်ဟ
အထောက်အောင်မဟုတ်အထောက်ပါလေကောင်းတယ်အခြေခံမပါဘဲနဲ့သွားလှုပ်လာလို့ရှိရင်ပြန်လာတဲ့အခါမှာအရက်ထဲမှာဒုံရင်မဖြစ်နေတတ်တယ်ဒုံရင်ဖြစ်ရုံမကဘူးဘာလေးပါလာတော့ဆိုမာနာလေးပါလာတယ်ငါတရားထုတ်သူတို့မထုတ်ဘူးဆိုအထင်လေးတစ်ခုပါလာပြီတော့အဲ့ဒါအကုသိုလ်ထပ်ပိုးလာတာလို့ပဲခေါ်စိတ်ဟာစင်ကြဲလာတာမဟုတ်မာနကထပ်တွယ်ကပ်လာအဲ့ဒါမစင်စားသင့်ဘူးပေါ့နော်အဲ့မာနတရားဆိုတာဟာအတုကန္တနာပရဝံပနာလို့ဆိုတဲ့ဟာအမှန်တမ်းမကောင်းတဲ့သဘောထားလို့ဒီလိုကိုတော့ထင်ကြီးတယ်ချီးမွမ်းတယ်သူများကိုတော့ထင်သေးတယ်ကဲအရှုပ်ချတယ်ဆိုတဲ့ဟာသူတော်ကောင်းတွေဆက်ဆုပ်တဲ့အမှုအကျင့်တစ်ခုပဲဒါကြောင့်မို့အဲ့ဒါမျိုးကိုယ်တဏ္ဍမှာမဖြစ်စေရဘူးကိုယ်တဏ္ဍမှာအဲ့ဒါမျိုးမဖြစ်စေရဘူးကိုတရားပဲကိုနှလုံးသွင်းလို့ဟောနံပါတ်1ဟိရိဥတ္တပရှုဆိုတိဆောက်ပါတဲ့နံပါတ်2ကဘာလောက်ရမှာလဲဆိုအဲ့ဒါတိဆောက်ထားလို့ရှင်ကိုနဲ့ပြုလုပ်ရမယ်အကျင့်နေစင်ကြယ်အောင်လုပ်ဒါဘာပြောတာတော့ဆိုကာယကံနေစင်ကြယ်ရမယ်လို့ပြောတာကာယကံကဘယ်လိုစင်ကြယ်တာတော့ဆိုရင်သူများအသက်တတ်ချင်းမှရှောင်တယ်ရှောင်ရုံနဲ့မကဘူးတတ္တဝါတွေပေါ်မှာတနာတယ်ဆိုကာယကံစင်ကြယ်တယ်လို့ခေါ်တယ်သူများဥစ္စာခိုးခြင်းမှရှောင်ခြင်းတယ်မတရားတဲ့နေ့နဲ့ယူခြင်းမှရှောင်ခြင်းတယ်ရှောင်ခြင်းုံနဲ့မကဘူးသူများပစ္စည်းဆိုလို့ရှိရင်လုံးဝမလို့ခြင်းပေးတာကဏ္ဍမှတပါသူများပစ္စည်းကိုကဲအောင်လေလေဟောကာယကံမှုစင်ကြယ်ကာမိတုမိစ္ဆာစာရမှရှောင်တယ်ရှောင်ရုံနဲ့မကဘူးစိတ်နဲ့တောင်မပြတ်မအောင်ဂရုစိုက်တယ်ဟောကာယကံမှုစင်ကြယ်အဲ့ဒီစင်ကြယ်အောင်အရင်လုပ်တယ်ပြီးတဲ့ခါကျတော့ဘာစင်ကြယ်အောင်လုပ်ရမှာလို့ဆိုဝစီတမာစာရနှုတ်ကပြောတဲ့ကိစ္စတွေလည်းပဲနှုတ်ကပြောတဲ့စကားတွေလည်းပဲစင်ကြယ်အောင်လုပ်လိမ့်မပြောဘူးမှန်တာပဲပြောတယ်မတည့်အောင်မပြောဘူးညီညွတ်စိတ်အောင်သာပြောတယ်ဆဲရီတိုင်းထွာရိုင်းပြတဲ့စကားကိုမပြောဘူးယဉ်ကျေးကျေးနားခံတာအောင်ပြောတယ်ကျင်နာတဲ့စကားမျိုးပဲပြောတယ်အကျိုးမဲ့စကားတွေကိုမပြောဘူးအကျိုးရှိတဲ့တရားစကားလိုဟာမျိုးပြောတယ်ဆို